I wanna be the best in the game, best in my name. Check no restraints, I'm obsessed with the pain. I ingest, I retain, assess and I change. Possessed by the thought I'll be free one day from society's restraints. Money, clout and fame, mud, disease, a plague. We all love to hate, have to play the game, have to make a name. All our insecurities are on this is war with the enemy. Think that it was meant to be. Living in a time where disease is on every screen. I won't let them fester me. I know. Hello, အားလုံးပဲမင်္ဂလာပါ GD Motor နဲ့ပြန်ကြိုဆိုလိုက်ပါတယ် Okay ကျွန်တော် review မလုပ်ပေးရတဲ့တော်တော်ကြာသွားပြီပြီးတော့ကျွန်တော်ဒီ COVID ကာလအကြောင်းလည်းဖြစ်နေမယ်ပြီးတော့ကျွန်တော်လည်းမအားတာနဲ့ single review ကျွန်တော်မလုပ်ပေးဖြစ်ဘူးပေါ့နော် Okay ဒါပေမဲ့ကျွန်တော်ဒီနေ့ single review လုပ်ပေးမယ့် single ကပါ single လဲဆိုလို့ရှိရင်အားလုံးကြည့်လိုက်အောင် Okay ပါဒီကောင်လေးတော့အားလုံးတွေ့မှုကြပါပါတိကျကြပါပါဒါကတော့CBR 1000 SP Special Edition ပေါ့နော် Okay ဒီ CBR မှာကျွန်တော်ဒီ19ဒီပုံစံတော့ဒီပုံကကျွန်တော်2019နဲ့19ပုံစံပြောင်းသွားပြီအဲ19ကြီးရောက်ပြောင်းသွားပြီအဲ့ဒီအချိန်မှာဒီဘာလဲဆိုဒီဘာပေါအောင်လဲဆိုလို့ရှိရင်ရိုးရိုးနဲ့ special နဲ့ပေါအောင်မယ် Okay ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဒီ special မှာဘာထူးခြားသွားမယ်ဘာတွေပိုတော့မှဖိုက်အောင်လဲဆိုတဲ့ဟာကိုအသေးစိတ်ကျွန်တော်ပြောရမှာဖြစ်ပါတယ် Okay ကြည့်လိုက်အောင် Okay ဒီမျိုးရဲ့အရောင်ကြည့်အောင်ဒီ color ကျွန်တော် HRC tricolor တော့3ရောင်ဆက်လာတာ HRC ရဲ့ပုံစံကတော့3ရောင်ဆက်အနီရဲ့အဖြူရဲ့အပြာရဲ့3ဆက်တဲ့အရောင်ဖြစ်ပါတယ် engine power ဆိုလို့ရှိရင်998 cc ရှိတယ်ပြီးတော့ engine system မှာဆိုလို့ရှိရင် engine A ရဲ့ပါပြီးသားပြီးတော့နောက်တစ်ခုကကျွန်တော်သူရဲ့cylinder တော့လေးလို့ပေါ့လေးလို့ထုတ်ထွက်တယ်ပြီးတော့ဒီသူရဲ့ frame ကြည့်အောင်သူရဲ့ frame ကကျွန်တော် aluminum ပေါ့ဒီမှာရိုးရိုးဒီရိုးရိုးဆိုရိုးရိုး1000 နဲ့ပြီးတော့ဒီ SP နဲ့ပါဆိုဒီ frame ရိုးရိုးမှာဆိုဒီကောင်အမဲအောင်တော့ဒီ special မှာဆိုဒီကောင်ဒီ aluminum အရောင်ဖြစ်သွားတာပေါ့ဒီကောင်ရဲ့မြင်းကောင်ကြီးအားကျွန်တော်ဘယ်လောက်ရှိရဆိုရှင် RPM 1000မှာဆို189 ထိတော့မှာ HP ရှိတယ်189 HP ရှိတယ်ပေါ့နော်အဲ့တော့ HP ဆိုရင်တော့ဒီကျွန်တော်တို့ဒီနိုင်ငံအနေထားနဲ့ပုံမှန်စီးပွားလူတွက်ဆိုတော်လေးညားတယ်ပြောအဆင်ပြေပြောအောင်ပါဒီပြန်ပေးမောင်းတော့မဟုတ်ပဲနဲ့ယူတဲ့တွင်းစီပါစီဆိုရင်အဆင်ပြေပါတယ်အဲ့တော့ဆိုတော်လေး okay ပဲเนาะပြောသူရဲ့စီတိုင်ကြီးဆိုဘယ်လောက်ထိဆက်နေဆိုရှင်16လေးဆက်နေသူစီတိုင်ကြီးရဲ့အရွယ်အစား16လေးဆက်နေပြီးတော့သူရဲ့ ratio ကြည့်မယ်ဆိုရှင်သူက73အချိုးတက်သူရဲ့ ratio ပါတော့73အချိုးတက်ရှိတယ်အရှိတာယာဆိုရှင်120 90ပြီးတော့အမြောက်ဆက်ခွန်ပေါ့အနောက်တာယာကကျတော့190 50အမြောက်ဆက်ခွန်ရှိတယ်ပြီးသူရဲ့ဂွေတွေရောကျတော့ရွှေအောင်ပေါ့သူကရိုးရိုးမှာဆိုရှင်တော့ဂွေကအမဲအောင်ပဲဒါပေမဲ့ဒီ special မှာဆိုရှင်ဂွေကရွှေအောင်ဂွေပြောင်းသွားပြီပေါ့ပြီးအရှိ blade မှာဆိုရှင်320 mm ရှိတဲ့ deep brake နဲ့ပြားပါမယ်ပြီးတော့သူရဲ့ brake system မှာကျတော့ Brembo တစ်စိတ်တုံးထားတယ်ပြီးတော့ ABS လည်းပါတယ်ပေါ့အနောက် brake မှာဆိုရင်220 mm ရှိတဲ့ တစ်ပြားတစ်ပြားပါမယ်ပြီးတော့ ABS ပါသေးတယ်ပေါ့အရှိချုပ်နဲ့အနောက်ချုပ်ကိုကျတော့ Olin တုံးထားတယ်ပေါ့နော်ဒါအဲ့ Olin ကကျတော့ဒီချုပ်ရထဲမှာနာမည်ကြီးရဲ့ချုပ်ဖြစ်တယ်ပြီးတော့ဒီအရှိကချုပ်မှာဆိုရှင် Olin မှာဆိုရင်သူကလက်စနဲ့ထိန်းချုပ်တဲ့အလုပ်လုပ်တဲ့စနစ်ပါပါတယ်ပေါ့သူရဲ့တိုင်ခွက်ကကျတော့ digital နဲ့ပြတာပေါ့ Okay တိုင်ခွက်လို့ကြည့်အောင် digital အဲ့ဒီမှာဘာတွေပါမလဲဆိုရှင်N ဆိုတော့ဒါဂီယာအချက်ပြမီးပေါ့ပြီးတော့ဒီမှာနိုင်ရည်လည်းပါမယ်ပြီးတော့ဒီ RPM ဘယ်လောက်သွားပြီဆိုတဲ့ဟာတွေပါပါတယ်ပြီးတော့မှတော့ size stand တွေရောပါတယ်အကုန်ပြထားပြီပေါ့ mileage ဘယ်လောက်ရှိပြီလဲ total ပြီးတော့ C ပြီးဒီမှာ T ပုံစံနဲ့ကြောတာ tension control ပေါ့ပြီးတော့ move 3ခုရှိမယ်ဗျ move 3ခုဒီကကြော move 1ပြီးတော့ဒီမှာဆို move 2ပြီးတော့ဒီမှာ move 3ရှိတယ်ပြီးနောက်တစ်ခုပါပါသေးရဆိုရှင်ဆက်သွားမယ်ဆို user 1 user 2ပေါ့အဲ့ဒီ move တွေကလည်းဘယ်လိုလဲဆိုရှင်ဒီ user 1 user 2ကကျတော့ဒီကိုဘာမှစက်ကကျတော့ဘာမှထိန်းချုပ်မှုမရှိဘူးကိုစိတ်ကြိုက်မောင်းရတယ်ဒါပေမဲ့ဒီအဲ့ဒီ move 3ကကျတော့လုံးဝကိုပိုတော့မှ safe ဖြစ်တဲ့ move ပေါ့သူကကျတော့ဒီ sangle ကိုတော်တော်လေးဒီထိန်းချုပ်ထားပေးတယ်ပေါ့move 3ကကျတော့ထိန်းချုပ်ထားပေးတယ်တော်တော်လေးကိုထိန်းချုပ်ပေးတယ်ပြီးတော့ move 2ကကျတော့တိတ်အလေလောက်ပေါ့ meter အလေလောက်မှာထိန်းချုပ်ပေးတယ်ပြီး move 1ဆိုလို့ရှိရင်တော့လုံးဝကိုမြန်ပေါ့ကိုကအကျန်းမောင်းမယ် share မောင်းမယ်ဆိုလို့ရှိရင်တော့ move 1နဲ့မောင်းပေါ့ဒါမှမဟုတ်ကိုကတိတ်မကျွမ်းကျင်ဘူးဆိုလို့ရှိရင်တော့ move 2ဒါမှမဟုတ် move 3လောက်ထားပြီးတော့မှမောင်းရတယ်ပေါ့ပြီးတော့အဲ့ဒီ move တွေမှာပြီးတော့ PTW ပြီးတော့ EBS ဆိုမှဒီ၅ခုပေါ့တွေ့ရမတွေ့ဗျ Okay အဲ့ဒီ၅ခုကပါတယ်လဲဆိုလို့ရှိရင်ဒီ power P ဆိုတော့ဒီ power ပြောတာပေါ့ T ကကျတော့ဒီ HSTC ကကျတော့ဒီ Honda ရဲ့ system တစ်ခုပေါ့ cycle ကိုဒီထင်းချိုးပေးတဲ့ Honda system တစ်ခုဖြစ်တယ်ပြီးတော့ဒီ SP မှာတစ်ခုထပ်တိုးလာပဲ W ကကျတော့ဒီ cycle wheeling control cycle bein လက်ပတ်မှုအဲ့ဒါကိုထင်းချိုးပေးတဲ့ဟာပေါ့နော်ပြီးတော့ EB ကကျတော့ engine brake
engine brake ဖြစ်တယ်ပြီးတော့ S ကကျွန်တော် suspension ဒီချုပ်ပြောမှာပေါ့ဟိုအဲ့ဟာတွေပေါ့ဒါတို့ဘလောက်အနေထားမှာထင်ချုပ်ပေးရဆိုရှင်ကျွန်တော်ဒီကဏ္ဍလေးတွေ့မှာပါအကဲကျွန်တော် move 2ကိုပြောင်းလိုက်မယ်ဆိုရှင်ကဏ္ဍကနည်းနည်းများလာတယ်ပြီး move 3ဆိုရင်ပိုတော့မှများလာတော့အဲ့ဒါလေးရှိရပေါ့ဒါသူရဲ့တိုင်ခွက်ပါ Okay ဒီနောက်ပိုင်း cycle တွေမှာတော့ကျွန်တော်တွေ့ရတော့ဒီcycle တွေတော်တော်များများဒီနောက်ပိုင်းထွက်လာ cycle ဆိုရှင်သူကိုယ်ထဲကနည်းနည်းပိန်သွားတယ်ဟိုအရင်တော့ဖောင်းလေးကြီးတွေမဟုတ်တော့တော့ကိုယ်ထဲဟိုတော့ပင်တေးလေးဖြစ်သွားတာပေါ့နော်ပင်တေးဖြစ်သွားတယ်ပြီးတော့သူ okay ဒီကောင်းရဲ့အမြင့်ကဘယ်လိုရှိမှသူကကျွန်တော်ခြေထောက်နဲ့ချောင်းထောက်ရတယ်ထောက်ရချင်းမှာဆိုချင်းခြေပြားထောက်ရတယ်ဒါတော့ဒီ sport bike တော်တော်များများရဲ့ high ရောအမြင့်အဲ့လောက်ပဲရှိရပေါ့နော်ဒါကျွန်တော်အရင်နဲ့ဆိုရင်တော့ဒီမှာခြေပြားထောက်ရတယ်ခလုံးထောက်လို့မိရအဆင်ပြေတယ် okay ကဲမိကွက်မှာကိုရက်မယ်ဆိုရှင်ခြေထောက်နဲ့ချောင်းမထောက်ရှင်မရှိရင်တစ်ချောင်းနဲ့ထောက်ရင်တော့ဘယ်လိုမှအဆင်ပြေရပေါ့နော်အဲ့လိုဆိုထောက်ရတယ် okay သူ့ရဲ့အမြင့်ကအဆင်ပြေတယ်ပေါ့Okay လက်တကယ်ကိုစကယ်မောင်းမယ်ဆိုတော့ဒီအနေထားဆိုတော့ဒီလိုမျိုးပေါ့ခါတော့နည်းနည်းလေးကုန်းတယ်နည်းနည်းလေးကုန်းတယ်သူ့အလေးရှင်တော်တော်လေးပေါ့တယ်ဘိန်း1000အောက်တော့ပြောရတာဒါပေမဲ့စင်ငယ်တော်တော်လေးကိုအလေးရှင်ပေါ့လေးရှိတယ်ပေါ့ရှိတယ်ပြီးရင်စီးရလည်းအဆင်ပြေတယ်အဲ့ဒီ Honda ဘိန်းတော်တော်များများကျတော့ဒီစီးရတာအဆင်ပြေတယ်ပြီးပေါ့ရှိတယ်ပေါ့အဲ့တော့ဒီဟိုခက်ခဲတာလေးပင်တာပါမျိုးမရှိဘူးသူကဒီ Honda တော်တော်များများပေါ့နော်အဲ့တော့ဒီ1000အောက်တော့အားတထောင်အားဖြစ်တယ်ဒါပေမဲ့ဆိုင်ကယ်ကတော့အဆင်ပြေပေါ့ပဲစီးလို့လည်းတော်တော်လေးကောင်းတယ်ပေါ့အရင်လည်းကုန်းလာဆိုအရင်လည်းမကုန်းညโอเคတယ်ဒါလို့ဆိုတော့ဒီ sport bike မှာပေါ့နော်โอเคဒါဆိုကျွန်တော်ဆိုင်ကယ်ဆက်တဲ့ channel တော့ကြည့်အောင်ကျွန်တော်အနေနဲ့ပြောမယ်ဆိုတော့ဒီကောင်လေးကဘယ်လိုပြောမလဲအခုမှစပြီးမှဘိန်းကြီးစစီမဲ့လူအတွက်ရောအစင်တော်တော်လေးပြေပြောမယ်ဗျအလေးချိန်လည်းအရင်မလေးဘူးပေါ်ပါရှိတယ်သူ့အမြင့်လည်းအရင်မမြင့်ဘူးမောင်းပြဖို့အစင်ပြေတယ်ဒီအခုမှစပြီးမှဆိုင်ငယ်အကြီးစစီမဲ့ကိုထားတော့ကွာအခုမှဆိုင်ငယ်အသေးပဲစစီဘူးတဲ့ဟိုအားတတိပဲစီဘူးကြီးတယ်1000အားမစီဘူးသေးဘူးဒါပေမဲ့လည်းအဲ့လိုမျိုးစီပြ1000ပြောင်းစီမဲ့ဆိုရင်သူတို့အတွက်လည်းโอเคအစင်ပြေလို့ကျွန်တော်ပြောချင်ပါတယ်စီးရပေါ့ပါရှိတယ်ဘာမှအလေးပင်မရှိဘူးပေါ့အဲကြောင့်တော့ဒီလက်တစ်သမားတွေအတွက်လည်း okay နေတယ်ပေါ့ Okay ပါဒါလေးတော့ကျွန်တော်အခု message ပေးလိုက်တဲ့ CBR 1000 special edition ဖြစ်ပါတယ် Okay ဒီအကောင့်အကြောင်းအကုန်လုံးတော့မဟုတ်ဘူးเนาะဒါပေမဲ့ဒီတဲ့တက်တော့အသေးစိတ်သိချင်တယ်ဆိုရှင်တော့ကျွန်တော်အောက်comment မှာနေထောင်ရပါတယ်ကျွန်တော်အခုပြပြသွားမှမပါတဲ့အကြောင်းအရာတွေတချို့ကြံပေးလာတဲ့ရှင်းကောင်းရှင်းနေနေမယ်ဆိုတော့ Okay ဒါဆိုရှင်ကျွန်တော်ဒီနေ့ဗီဒီယိုတော့ဒီလောက်နဲ့အဆုံးသတ်ပေးပါမယ်ကျွန်တော်ဒီဗီဒီယိုနှစ်သက်တဲ့ကြိုက်တယ်ဆိုရှင် like and share နဲ့အားပေးပါကျွန်တော်ရဲ့ page ကိုလည်း follow လုပ်နေ follow လုပ်ပေးပါ like ပေးရလို့ရှင် like ပေးထားပါပေါ့ဒါမှကျွန်တော်နောက်လည်းလာမယ့်အပတ်တွေမှာလည်းဒီလို single review ကိုပြန်ပြီးမှတင်ပြမယ်ပေါ့ Okay ဒါဆိုရင်အားလုံးကို bye bye